Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့မင်းတို့တွားခဲ့တဲ့ထိုင်ဝမ်ရဲ့ဆွစ်ဇာလန်အကြောင်းလေးကို vlog တိုလေးရိုက်ထားပါတယ်ရှင်လာကတော့မင်းတွားထားနေတော့ကြာပြီဆိုတော့ကာလန်တော့မှန်ပြီးတော့ပါဘူးဒါမဲ့တေချာတစ်ခုကတော့ကားတော်တော်လေးပြောင်းစီးရတယ်ဆိုတော့ကောင်းမှုတာတော့တော်တော်လေးတေချာပါတယ်မင်းတို့တွားရဲ့ဘက်ကကျတော့ဂျင်းကစီလို့မရတော့ဆိုပတ်စကာနံပါတ်15ကိုစောင့်ပြီးတော့ပတ်စကာပြောင်းစီးပါတယ်ရှင်ပတ်စကာကတော့တောင်ပေါ်ထိမတက်ပေးပါဘူးရမေရှမ်းတာအောက်ခြေထိပဲချပေးပါတယ်ရမေရှမ်းတာအောက်ခြေကနေစင်းတချို့ကကြတော့လမ်းလျှောက်တွားအဖိုးကြီးဖွားကြီးတွေလမ်းလျှောက်တွားတူလည်းရှိတယ်လို့ဘတ်စကာနဲ့တက်ချင်ပါတယ်တက်ပုံမဲ့လာရိုက်တာမင်းတို့လိုမျိုးတက်ပုံမဲ့လာရိုက်တဲ့တွေတက်တော့ဘတ်စကာလာချိုပေးပါတယ်ဘတ်စကာကြတာမို့ထိတက်ပေးပါတယ်ရှင်နောက်ဆုံးတော့မင်းရန်တွားချင်နေတဲ့ထိုင်ဝမ်ရဲ့ဆွစ်ဇာလန်ကိုရောက်ပါပြီဆိုတော့မင်းမျက်နှာလေးလည်းတစ်ချက်ကြည့်ပါအောင်တောင်တန်းတွေတွေ့နေရလို့ရှိရင်အရမ်းပြောနေဘာရေးပါထက်ရှိတည်ရဆိုမင်းနဲ့တူလိုက်ကြည့်ရအောင်တကယ်ဆွစ်ဇာလန်ကဘလို့အခြေအနေရှိလဲဆိုမင်းမသိပြီမဲ့ထိုင်ဝမ်ရဲ့ဆွစ်ဇာလန်တော်တော်လေးလာတယ်တော်တော်လေးရှုခင်တွေလာတယ်ပေါ့နော်မင်းဟာကြောင့်မင်းရဲ့အချင်းကဘာလဲမသိအဲ့လိုတောင်တန်းတွေကောင်းကင်တွေကြည့်နေရလို့ရှင်ပန်းလေးကြည့်နေရလို့ရှင်အရမ်းပျော်တာဆိုတော့မင်းကကြောင့်အရမ်းကြိုက်ပါတယ်အဲ့နေအောင်တပုံလက်လာလေးရိုက်တတ်မယ်ဆိုရင်အရန်ကိုလာနေရလေးပေါ့နော်မင်းဆိုအဲ့လောက်ထိလည်းတပုံမရိုက်တတ်ဘူးပြီးကြလို့ရှင် post လည်းအဲ့လောက်ထိမထုတ်တတ်ဘူးဆိုလောက်ထိမလာဘူးမင်းရိုက်လို့ရှင်နောက်ထပ်တောက်ချေတွားလမ်းလည်းရှိပါသေးရဲ့မင်းတို့ကကြတနေကိုတက်ဖို့ရိုက်ထားရနဲ့တောင်းတက်ထားရနဲ့ဆိုတော်တော်လေးပြင်ပန်းနေပြီဆိုတော့မစင်းနိုင်တော့ပါဘူးရှင်နောက်ထပ်မီနီမားကတ်တီးလည်းရှိပါသေးတယ်ပိုက်ဆောင်လို့ရှင်ဝယ်ဆောင်လို့ရပါတယ်မင်းတို့ကကြောင့်မင်းတို့အကြိုက်ရှာမတွေ့ရနဲ့ဒီကဲချောင်းလေးပဲမပြန်တက်ခဲ့ပါတယ်ရှင်နေ့လည် view ကလည်းတော်တော်လာတယ်လို့ညနေ view ကလည်းတောင်ပေါ်ကကြည့်ရတဲ့ view ကတော်တော်လေးလာတယ်ဒါပေမဲ့ခုတတိပေးစာရှိပါတယ်ဒါကတော့9:40နောက်ဆုံးထိပဲလာတာဆိုတော့အဲ့လောက်ထိညမနက်ပါစေနဲ့ညနေလို့ရှိရင်ချစ်ချင်းပြန်ရတတ်ပါတယ်ရှင်မင်းတို့လိုမျိုးတကယ်ချင်းနဲ့စုပြီးရမုတ်တီပါယူလာမမုတ်တီလာစားမယ်ဆိုလည်းရပါတယ်ရှင်တောင်ပေါ်မှာဘာလို့လဲမသိဘူးမဲ့တောင်ပေါ်မှာနေလုံးဝမပူပါဘူးမနေ့ပိုင်းတွားတဲ့အချိန်ပဲနေနည်းနည်းပူပဲညနေပဲရောက်လာလေလေနေကရိတ်လာလေလေဆိုတော့နေမပူဆိုရမ်းကိုထိုင်လို့ကောင်းပါတယ်ရှင်ဒါကတော့ main ရဲ့ vlog လေးဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုဒီမှာ main နဲ့ပြန်တွေ့ပါမယ်အားလုံးပဲဆုံးထိကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်